ကျွန်တော်တို့ပြည်သူတွေကသူတို့ပေါ်မှာသစ္စာသွားခံရမှာမဟုတ် မဟုတ်ဟိုအပေါ်ကလူတွေကပြော ဟုတ်မလား ဟုတ် NUG ကကျွန်တော်တို့ပြည်သူသစ္စာခံရမှာ မှန်တယ် တော်လိုင်းတပ်ဖွဲ့တွေကကျွန်တော်တို့ပြည်သူတွေကိုသစ္စာခံရမှာသူ့ဘောင်းပါတွေရောသစ္စာတရားပါဆိုတာနားလေလား ဟုတ် သိမလားဟိုဒါဖះဟောတဲ့သစ္စာတရားသွားထားလိုက်ဟိုထားလိုက်ပေါ့နော်ဟိုသစ္စာ၄ပါးလို့ဆိုရင်ကျွန်တော်လည်းမသိပါဆိုတော့ဒီကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့သုံးတဲ့သစ္စာဆိုတာကသူတို့နဲ့မတန်ဘူးသိမလားနံပါတ်1ကသူတို့နဲ့မတန်ဘူးသူတို့ပါစက်ကနေထွက်လာရမယ်စကလုံးလည်းမဟုတ်ဘူးဟုတ်ဒီလောက်ကောက်ကျရက်ဆက်ရုံမှာတဲ့လူတွေကသစ္စာဆိုတဲ့ဟာမသုံးနဲ့ယွန်လို့သစ္စာတန်ဖို့နည်းနည်းတော့မှဟောသွားမယ်ဆိုတော့ကျွန်တော်တို့တည်ထားတဲ့သစ္စာဆိုတာကလူတူတယောက်အပေါ်တဲ့မလားဥမာဒါအခုကျွန်တော်တို့ကနိုင်ငံရေးဟိုပြောနေတာဖြစ်တဲ့အတွက်ပြည်သူလူထုကိုပဲပြည်သူလူထုရဲ့အကျိုးပြည်သူလူထုကိုကာကွယ်တဲ့မလားအဲ့ဒါမှသစ္စာလေဆိုတော့သူတို့ဘက်ကနေကြည်လို့ရှင်တော့ဥကြော်မှုထွန်းကသူတို့သစ္စာဖောက်တယ်လို့သူတို့မြင်မယ်ဒါပေမဲ့တကယ်ဥကြော်မှုထွန်းကတကယ်ပြည်သူပေါ်မှာသစ္စာရှိတာသူတို့တစုတဖွဲ့လုံးကပြည်သူအပေါ်မှာသစ္စာဖောက်ထားတာလေသစ္စာဖောက်တဲ့အဖွဲ့မှာသွားပြီးမှသစ္စာသွားခံနေလို့ရှင်ဥကြော်မှုထွန်းပါသစ္စာဖောက်ဖြစ်သွားမှာလေဟုတ်တယ်မလားဆိုတော့တကယ်သစ္စာဖောက်တာသူတို့ဟုတ်တယ်မလားဆိုတော့ကုလသမဂ္ဂမှာဟွာကြောင့်ပိတ်တယ်ဆိုတော့တော်ဘလူတကောပါလေဟိုတော့ချပါတာတမလားတော်ယူသွားပြီသားတကောလုံးဝယူသွားပြီဆိုတော့သူတလောက်ယူတဲ့လူတယောက်ရဲ့နောက်မှာဒီအယူတယောက်ပြောတဲ့ဟာကိုလိုက်လုပ်တဲ့လူတွေဟုတ်တယ်ဒီလားအဲလူတွေလည်းမပြည့်တော့သိချတယ်ဟုတ်တယ်နော်ဆိုတော့ okay ဒါမဲ့သူတို့မပြည့်တာသူတို့အကျိုးစီးပွားအတွက်တော့သူတို့ရမ်းသိတယ်နော်သူတို့အကျိုးစီးပွားအတွက်အရန်သိတယ်နော်ဒါပေမဲ့အဲ့မှာကျွန်တော်ဟိုထပ်ပြီးမှပေါ့နော်ကျွန်တော်အများအားပြောသလိုမျိုးကိုထမင်းကိုစားကြီးတော်နွားမကြောင်းကြနဲ့ဆိုသလိုမျိုးဘောမတွေကိုပြောချင်တာသိလားဒီကောင်တွေကဟိုအခုဆိုဈေးတက်သွားပြီလား6800ဖြစ်သွားပြီလား6800 200လို့တွေဒါဆိုပူကြီးတော့じゃ200လို့ပြောတချို့လူတွေက6800စားပြောတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့နည်းနည်းလေးတော့ဟိုဈေးတက်သွားပါဟိုးရင်လားဆို9000စားကျွန်တော်တို့ပြောခဲ့တာเนาะဆိုတော့6800ဆိုတော့ဒီကောင်တွေကမှပူပြီးမှဟိုအသိဉာဏ်အုံနောက်အလုံးစုံကင်းမဲ့နေတာကွာသိမလားဆိုတော့ကျေးဇူးပြု၍ကျွန်တော်ဒီကနေပေါ့နော်ကျွန်တော်ဘောမတွေကိုကျေးဇူးပြု၍ကျွန်တော်ဟိုတောင်းဆိုချင်တာကမမချနဲ့တော့သိလားမင်းတို့ကောင်တွေသွားမှလဲဟိုကဂယုမဆိုင်ဘူးမင်းတို့ကောင်တွေမဒီကောင်တွေကဂယုမဆိုင်ဘူးကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသိမလားသူတို့လုပ်တဲ့အကျိုးဆက်ကိုပြည်သူတွေအားလုံးခံရတာမြန်မာနိုင်ငံမှာနေထိုင်တဲ့လူတွေအားလုံးခံရတာလေနော်ဟုတ်တယ်တော်ဆိုးတယ်ဆိုတော့သစ္စာတရားကအဲ့ဒါကြောင့်ဥကြော်မှုထွန်းပေါ်မှာသူပြောတဲ့ဟာတော့ကျွန်တော်ကတော့သောဥကြော်မှုထွန်းတကယ်ပြောမှဆိုရင်ပြည်သူသစ္စာရှိတာလေငိုတန်ပါကြီးနဲ့လားပြောနေတယ်လို့ပဲကျွန်တော်မြင်တယ်တခုရှိတာအခုကဟိုဒီကုလဆင်မြေကိုလည်းနည်းနည်းနှင်းလိုက်ပြီထင်တယ်အခါကျသူကသွားလို့ရှိရင်လေပေါ်မှာမဟုတ်တာပါသွားလို့မှလည်းတယ်မလားသွားမနေနဲ့လေဒီမှာပြန်ဒီဟာလေးကိုပြန်ကြည့်ရမယ်ဆိုရင်ပေါ့နော်ပြန်ကြည့်ရမယ်ဆိုတော့ဥကြော်မိုးထုံးကသစ္စာဖောက်လိုက်ပြီနော်ဥကြော်မိုးထုံးကဘယ်သူ့ကိုသစ္စာဖောက်တယ်လဲကျွန်တော်တစ်ချက်ပြန်ပြရနိုင်ငံတော်ဘောသစ္စာဖောက်တာလားအဖွဲ့အစည်းတစ်ခုသေးပေါ့သစ္စာဖောက်လားဆိုတဲ့ဟာကျွန်တော်ဟုတ်ပြီနိုင်ငံတော်ဘောသစ္စာဖောက်တယ်ဆိုနိုင်ငံတော်ရဲ့အထိပ္ပယ်နိုင်ငံတော်ဆိုဒီမှာထားပါနော်ကျွန်တော်နားလေတဲ့ပုံစံပြပြဟုတ်ကဲ့နိုင်ငံတော်ဆိုဒီမှာဒီနယ်နိမိတ်အကျယ်ဝင်းထဲမှာနေတဲ့နော်တိုင်းရင်းသားလူမျိုးစုအားလုံး
ရှိတဲ့နေရာကိုနိုင်ငံတော်ကိုခေါ်ပြီး ခေါ်တယ်ဟုတ် ဆိုလိုချင်တဲ့အဓိပ္ပာယ်ကကျွန်းစွာပါတယ်ကျွန်းစွာရေဘက်လက်ဝိုင်းလဲရှိတော့နေရာကျွန်းကိုခေါ်တယ်ဒါပဲနိုင်ငံတော်ဆိုတာဒီနိုင်ငံနယ်နိမိတ်ဝင်းထဲမှာနေတဲ့ရဟန်းရှင်လူပြည်သူအားလုံးကို အားလုံး စုပေါင်းနေထိုင်တဲ့နေရာကိုနိုင်ငံတော်ကိုခေါ်တယ် yeah ဟုတ်ပြီနော်ပြည်သူအားလုံးစုနေနေရာကိုနိုင်ငံတော်ကိုခေါ် နိုင်ငံတော်လို့ခေါ်တယ် ပြည်သူကိုကိုစားပြုတာလေ ဟုတ်တယ်လေ ဟုတ်လားနော်ပြည်သူကိုစားပြုလိုက်တဲ့သူတို့ကပြောရင်ကြီးကြီးကျယ်နိုင်ငံတော်သစ္စာဖောက်တယ်ကျွန်တော်ဆိုနိုင်ငံတော်သစ္စာဖောက်မှုနိုင်ငံတော်သစ္စာဖောက်ဟုတ်ကျွန်တော်ဘယ်နိုင်ငံတော်ပေါ်ကျွန်တော်သစ္စာဖောက်တယ်နိုင်ငံတော်ပြည်သူအားလုံးကဒီကောင်းမျိုးမကြိုက်ဘူးပြောနေတယ် အေးလေ ကျွန်တော်ပန်းတဲ့ပြည်သူဘက်ကကျွန်တော်မျက်နှာမူတာလေ ဟာဦးကျော်မိုးဆိုတဲ့ထုံးသီးလက်ကောင်းပဲ ဟုတ်တယ် ဒီကောင်းလေးပြောလိုက်သစ္စာဖောက်ဟုတ်ပြီသစ္စာဖောက်တာစစ်တပ်တစ်ခုတည်းကိုသစ္စာဖောက်တာလားနိုင်ငံတော်ပေါ်သစ္စာဖောက်တာနိုင်ငံတော်ပေါ်တော့ဦးကျော်မိုးတို့သစ္စာမဖောက် ဖောက် ခုနကပြောပြည်သူအားလုံးမျက်နှာမူ မျက်နှာမူတာနိုင်ငံတော်ပေါ်သစ္စာရှိတယ်ပြည်သူလူထုပေါ်သစ္စာရှိတယ် မှန်တယ် ဒီဘယ်လိုပြောမလဲရှိသမျှအဖျားကျက်သေးတုံးတဲ့ဒီအဖွဲ့အစည်းကို ဟုတ်တယ်ဟိုသစ္စာဖောက်တာเนาะဒီ သစ္စာဖောက်တာမဟုတ်သူကဦးကျော်မွန်ထန်သူတို့စီမှာလည်းသစ္စာခံခဲ့လို့လားအဲ့ဒါတော့ကျွန်တော်မသိဘူးသူတို့စီမှာသစ္စာမခံခဲ့ဆိုရင်သစ္စာဖောက်တာမဟုတ်ဘူးဝင်တဲ့လုပ်ပြီဆိုရင်တော့ကျွန်တော်ကကြမ်းကျင်ရပါတော့ကြမ်းကျင်ဘာလို့ပါအလံကိုင်းပြီးကြမ်းကျင်ရတယ် ဒါပေမဲ့သူစစ်တပ်ကမှမဟုတ်တာ ဟုတ်အဲ့တော့စစ်တပ်ကမဟုတ်လေကျွန်တော်ကကျန်းစာရဲ့ရွက်ကပါเนาะကျန်းစာရဲ့ဟိုကျန်းဟိုရွက်ရပါเนาะဘယ်ပြန်ဟိုရှင်းနေပြီဆိုတော့တရားရုံးစတတ်ပြီဆိုရင်လည်းကျန်းစာရဲ့ကိုင်းပြီးတော့ဟိုကျန်းကျင်ရတာဟုတ်ပါအဲ့တော့ဒါကျွန်တော်အထဲဟိုစတားလုပ်တော့ပါเนาะစတားလုပ်တော့ဆိုတာဟိုဝင်တဲ့နိုင်ငံမှာခွဲထားတော့နိုင်ငံဝင်ထမ်းတဲ့ပြည်သူဝင်ထမ်းဆိုအမှန်တကယ်ဟိုအများကြီးတော့အကိုကပြောပြရမယ်ဆိုတော့ကျွန်တော်တို့ဒါကိုပိုင်နံပါတ်ကြမယ်ဆိုကျန်းစာခြင်းရကျင်းတော့ဗာခြင်းရနိုင်ငံတော်အလှမ်းနဲ့ကျွန်တော်တို့အရွယ်သူကျေပြ14လုံးအရင်တော့အနီရောင်အလှမ်းနဲ့ကျန်းခြင်းရပါတော့နိုင်ငံတော်ဘောသစ္စာဆောင်မယ်ဒါမှတပ်မတော်ဘောသစ္စာဆောင်မယ်ဟုတ်ဒီဟာကျန်းခြင်းပြီးသွားတဲ့အချိန်မှာနောက်ပိုင်းမှာနေ့စဉ်နေ့တိုင်းထမင်းစားသစ္စာဆိုတာရှိတယ်နော်မနက်9နာရီခွဲမှာအလှမ်းလေးပြုတဲ့သစ္စာ၄ချက်ဆိုတာရှိသေးတယ်နော်ငါတို့ဒီနိုင်ငံတော်နဲ့တပ်မတော်ဘောသစ္စာဆောင်တည်ရပြီပါအဓိကလားနိုင်ငံတော်နဲ့တပ်မတော်ခုနကကျွန်တော်ရှင်းပြနိုင်ငံတော်ဆိုတာဘာလဲနိုင်ငံတော်ဆိုတာဒီနယ်နိမိတ်အဝင်းဝိုင်းထဲမှာနေတဲ့ပြည်သူပြည်သားအလုံးကိုစားပြုတယ်ဟုတ်တယ်နော်ရှင်းပြပါဟုတ်နိုင်ငံတော်ကထိတ်ဆုံးလာပြည်သူကထိတ်ဆုံးလာ ဟုတ်တယ် ပြီးမှသာဒီပုံကိုအဖွဲ့အစည်းတစ်ခုကလာနိုင်ငံကိုကာကွယ်ရမယ့်အဖွဲ့အစည်းပေါ့ဒီတပ်မတော်ဆိုတာတော့နိုင်ငံကိုကာကွယ်မဲ့တောင်းမှုတွေပတ်တာတက်မဟုတ်ပါနဲ့သူတို့ကတာရေးတောင်းမှုတက်နော်တက်မတော်ဆိုတာဖြစ်တယ်သူကပြည်သူကိုပြန်ပြီးတပ်ဖြတ်နော်ပြည်သူရန်သူတို့သဘောထားနေအဖွဲ့အစည်းတွေထမင်းစားတဲ့အချိန်ကလည်းဘာဆိုရဆိုငါတို့ဒီနိုင်ငံတော်မှာကြွေတော့ထမင်းနဲ့ညမြောက်စားရနိုင်ငံတော်ပေါ်သစ္စာဆောင်တည်ရိုးတည်ပါပြီနောက်ပိုင်းလေးကြာဘာထွက်လာဆိုနိုင်ငံတော်နဲ့တပ်မတော်ပေါ်ဆိုပြီးတော့2013လောက်မှာအဲ့လိုပြန်ပြောင်းလာထမင်းစားသစ္စာမှာလည်းနေ့တိုင်းရုပ်ရတဲ့အထဲမှာလည်းနိုင်ငံတော်ဆိုတာထိတ်ဆုံးအောင်စားရဟုတ်လားနော်အဲ့တော့ဟိုကျွန်တော်သစ္စာခံရမှာသစ္စာတည်ရမယ်ဆိုတာဒါနိုင်ငံတော်ဘောပဲတည်ရမှာလေခုနနိုင်ငံတော်ဆိုတဲ့အထည်ပဲဟုတ်လေပြောပြပြဆိုနိုင်ငံတော်အောက်မှာရှိတဲ့ပြည်သူတွေပေါ်ပဲကျွန်တော်မျက်နှာမူပါပါဟုတ်ဒီအဖွဲ့အစည်းတစ်ခုပဲမျက်နှာသွားမှုလို့မရဘူးလေဒီအဖွဲ့အစည်းဆိုတာလေနိုင်ငံကပြည်သူတွေကပေးတဲ့အခွန်အခတွေနဲ့နော်သူတို့ကပြည်သူကိုစားပဲအမှုထမ်းဖို့အတွက်ကိုဖွဲ့ထားတဲ့အဖွဲ့အစည်းပဲဟုတ်တယ်အဲ့တော့ဒါစစ်တပ်ဆိုတာမြန်မာစစ်တပ်ပေါ့နော်ဟိုမြန်မာအကြမ်းဖက်စစ်တပ်မြန်မာအကြမ်းဖက်စစ်တပ်ကကျွန်တော်ဒါအမားတရုပ်ပြတွေအများကြီးပြပင်ဟုတ်တယ်ကျွန်တော်ဒီဘက်တော်လှန်ရေးပတ်ချမ်းပါလဲကျွန်တော်ကဟိုအနာဂတ်ကိုရည်မြောက်ပြီးပြောတာပေါ့ဟုတ်တယ်เนาะအနာဂတ်ကိုရည်မြောက်ပြီးပြောဆိုကျွန်တော်လိုချင်တာ Federal Democracy ဟုတ်တယ်เนาะကျွန်တော်ခုနနိုင်ငံတော်ရဲ့ဟို Federal Democracy လိုချင်တာခုနနိုင်ငံတော်မှာရှိတဲ့ပြည်သူပြည်သားအားလုံးကိုဒီ Democracy ကိုလိုချင်တာဟုတ်တယ်အဲ့တော့အဲ့ဒီအထဲမှာလဲကျွန်တော်တော်လှန်ရေးအဖွဲ့တွေကလည်းဒါတူတစ်ဖွဲ့တည်းကိုပဲသစ္စာခံလို့မရဘူးเนาะပြည်သူပြည်သားကျွန်တော်တို့ကအမှလေသစ္စာခံဆိုတဲ့ဟာမှာလေအခုဥမာဗျာကျွန်တော်တို့အစိုးရ NUG ဟုတ်တဲ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေကျွန်တော်တို့ပြည်သူတွေကသူတို့ဘက်မှာသစ္စာသွားခံရမှာမဟုတ်ဟိုအပေါ်ကလူတွေကပြောဟုတ်မလားဟုတ် NUG ကကျွန်တော်တို့ပြည်သူသစ္စာခံရမှာမှန်တယ်တော်လှန်ရေးတပ်ဖွဲ့တွေကကျွန်တော်တို့ပြည်သူတွေကိုသစ္စာခံရမှာဟုတ်တယ်နော်ဆိုတော့အဲ့လိုမျိုးနေရာမှာဟိုနည်းနည်းမှားနေတဲ့ပုံစံကျွန်တော်တို့က
မှားနေတယ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့မှားနေတယ်လို့ပဲကျွန်တော်စိတ်ထဲမှာတော့ခံစားရတာဘာလဲဒီဖွဲ့စည်းတစ်ခုကျွန်တော်တို့ကပြောလိုက်လို့ရှိရင်ကျွန်တော်တို့ကသစ္စာဖောက်လို့ဖြစ်သွားပြန်ရောသိမလားဆိုတော့အမှန်သူကကိုယ်ကိုသစ္စာခံရမှာလေဟုတ်မလားအမှန်ပြောရမယ်ဆိုရှင်ကျွန်တော်ကတော့ဟိုဆရာကြီးပဲဘာဖြစ်လဲဆိုတော့ကျွန်တော်ပြည်သူလေဒါပေါ့သိမလားဟုတ်ဒါဟိုကျွန်တော်တို့တော်လှန်ရေးဖွဲ့တွေကလည်းဟိုဒါလောလောဆယ်ကာလမလို့ကျွန်တော်တို့ဒီသူတို့ထောက်ပို့တယ်သိမလားပြီးလို့ရှင်သူတို့ဒီတကယ်အသက်ပေးပြီးမှတကယ်ဒေါ်ထဲမှာခဲကြမ်းတမ်းစွာနဲ့ကျွန်တော်တို့ရဲ့အနာဂတ်လှပဖို့အတွက်သူတို့တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်ကိုကသူတို့လုံးဝဟိုလေးစားပြီးမှသိမလားသူတို့ဒီလောက်တောင်လုံးနေတာငါတို့ဒီလောက်တော့သူတို့ sporting လုံးမယ်ဆိုပြီးမှဟောလေပြီးလို့ရှင်ကျွန်တော်အပြင်မှာတွေးတယ်ဆိုလို့ရှင်မှာဘူကြီးတို့ဆိုလို့ရှင်လဲဒါကျွန်တော်တို့ကိုမျက်နှာမူပြီးမှရှိတဲ့ယာထုစီးစိမ်တွေကိုပိတ်ကန်ခဲ့ပြီးမှကျွန်တော်တို့ဖက်ကိုခုံကူးလာတာလေသိမလားဆိုတော့အဲ့အတွက်ကျွန်တော်တို့ဒီဒါစစ်တပ်ကအလေးပြုတာမဟုတ်ဘူးသိမလားစစ်တပ်ဖက်ဆိုတော့စိတ်ထဲရင်ထဲကနေကိုလိုက်လေအလေးပြုတယ်သိမလားဆိုတော့အဲ့လိုပဲကျွန်တော်တို့ဒေါ်လာရေးအဖွဲ့တွေဒေါ်လာရေးရဲဘော်တွေကိုလည်းကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဗျာဟိုကရင်ရဲဘော်တွေကိုကျွန်တော်အခုတော့လည်းတွေ့လည်းမတွေ့ဘူးမြင်လည်းမမြင်ဘူးဒါပေမဲ့သူတို့ဒါတိုက်လာတဲ့အချိန်မှာကျွန်တော်သူတို့ကိုလေးပြတယ်ကျွန်တော်သူတို့ကိုသိမလားယူသေးတယ်ဒါခုဖက်ကလှုပ်ပေးရမယ်ဟာဒါပေမဲ့ခေါ်သူတို့သစ္စာခံရမှာမဟုတ်ဘူးကျွန်တော်တွေးလာကြတယ်လေသူတို့ကပဲကိုယ်သစ္စာခံရမှာသူတို့ကိုယ့်ဘောသစ္စာမပေါက်ဘူးလို့လေဟုတ်တယ်သိရမလားဆိုတော့ကျွန်တော်တို့အခုဒေါ်လာကြီးကဖောင်းထူတာတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးဟိုလွဲနေတာသိမလားဆိုတော့ဟိုတချို့ဒေါ်လာကြီးရဲ့ဘော်တွေကြာငါတို့ကဒေါ်လာမှာအဲ့လိုမျိုးကုံစားတဲ့ဟိုဟာတွေရှိသလိုလုံးဝအခုချိန်ထိကျွန်တော်တွေ့ဖူးတဲ့ဟိုကျွန်တော်တို့မောတော်မှာသွားတယ်ဗျာမောတော်မှာကျွန်တော်တို့သွားတဲ့ချိန်မှာဒီကျွန်တော်တွေ့ဖူးတဲ့ရဲဘော်တွေကတကယ်ကျွန်တော်သူတို့ကြည့်ပြီးမှဒီကျွန်တော်လုံးဝစက်သိန်းအောင်ထားသူတို့ရဲ့စိတ်ထားတွေသူတို့ရဲ့ခံယူချက်တွေသူတို့ကောင်းဆောင်ကလည်းတော်တာဟုတ်တယ်မလားစောနာပြောချင်တာအဲ့ဒါကျွန်တော်တို့အေးဆိုတာ KIA ရဲ့ဟိုဆရာကောင်းတော့တပည့်ကောင်းတယ်လေနော်ဆိုတော့အမှဥမာဒီဆရာကောင်းတပည့်ပန်းကဆရာကောင်းတပည့်ရဆရာထက်လက်ဆောင်ထက်အောင်တောင်းကြိုးစားဖို့လည်းလိုတယ်ဘာလို့ဆိုတော့အဲ့လိုပဲစောနာသစ္စာကျွန်တော်တို့ကပြန်ပြောမယ်ဆိုရင်ကျွန်တော်ထင်တာတော့အဲ့လိုပဲဆိုတော့NUG ကျွန်တော်တို့စူးရလဲလိုအပ်ကျွန်တော်တို့ကပြောရမှာပဲလေဟုတ်ပါပြည်သူမျက်နှာမမူခဲ့တော့ဒါလိုအပ်ကျွန်တော်တို့ကပြောရမှာပဲလေသိမလားသူတို့အပြောနဲ့လုံးနဲ့မညီတာဆိုရင်ကျွန်တော်တို့ထောက်ပြရမှာပဲလေမှန်တယ်ဒါဒီသူတို့တိုက်ခိုက်တာမဟုတ်တိုက်ခိုက်เสียအကြောင်းလည်းမရှိလေကိုယ်အစိုးရလေဒါပေမဲ့ကိုယ်အစိုးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုစောနာကျွန်တော်တို့ပြောသလိုပြအကောင်းဆုံးဟိုပြောနဲ့အလုံးနဲ့ညီတဲ့အစိုးရဖြစ်စေခြင်းနဲ့သိမလားပြည်သူအတန်နားထောင်တဲ့အစိုးရဖြစ်စေခြင်းနဲ့တူးတယောက်တစုတစ်ဖွဲ့ရဲ့ဟိုစကားပဲနားမထောင်မဲနဲ့သိမလားအမှုကိစ္စပါညာတွေဆိုလို့ရှိရင်လည်းကိုယ်တိုင်သိချစီစစ်မှုတွေလို့တကယ်ဟိုရှိနေတဲ့ဟာကြီးတော့အေးအေးဟုတ်တာပါသိမလားဒီရှုပ်ထုတ်ကြီးကဘေးနားမှာရှိနေတယ်ကွာဥမာဆိုပါတော့ဒါကြီးကိုလည်းဘေးနားမှာရှုပ်နေတယ်နော်လို့ပြောတယ်ပေါ့အဲ့ဒါကြီးကိုမခွာဘဲနဲ့ဒီမှာဒီလိုတော့သွားမရှာနဲ့လीတော့ပြောချင်တာကဆိုတော့ကျွန်တော်ထိန်းချောင်းရမှာပဲဒါထိန်းချောင်းတာကိုဟိုအပြစ်လို့မြင်တဲ့လူလည်းရှိမှာပဲဒါပေမဲ့ကျွန်တော်ကတော့ဘလို့အခြေအနေမျိုးမှာပဲဖြစ်နောက်ဆုံးကျွန်တော်ပြောချင်တာဗျာဥမာကျွန်တော်တို့ဟိုပြောရမယ်ဆိုလို့ရှိရင်ဒီ2015မဲပေးရမယ်ဆိုတော့ကျွန်တော်ပြန်လာတယ်ပေါ့နော်ပြန်လာတယ်ဘာပဲပြောအဲ့အချိန်မှာကျွန်တော်ကမဲတပြားရဲ့တန်ဖိုးဘယ်လောက်ထိဟွာလဲဆိုမှပေါ့နော်ပြန်လာတယ်ကျွန်တော်တို့ဟိုမဲထည့်တယ်โอเคအဲ့ဒါနဲ့ကျွန်တော်တို့ဆိုကနိုင်တယ်ပြောတယ်လေအဲ့ကနေအမှလည်းဟိုပါပဲလှုပ် energy ကောင်းတယ်ပါပဲလှုပ်ကျွန်တော်ငငယ်တော့လို့ဖြစ်နေတာသလားငငယ်တော့ဘာလဲဆိုတော့ထက်မူသမလားဟာ
ဟာထက်မိုးတော့ချီပါလို့ရှင်လေဖြူအောင်လေးပဲဖြစ်မှာသမလားအစင်မပြေဘူးလေအဲ့ဒါချီကတော့နန်မှာပဲလေသမလား ဟုတ်ဒါ ဒါပေမဲ့ထက်မိုးရဲ့ချီဆိုလို့ရှင်မနန်တော့ဘူးထင်ခဲ့တာလေပြောချင်တာကဟို NLD လေသူတော်စင်ဖွဲ့စည်းမဟုတ်တဲ့အတွက်အပြည့်အနာစာတွေရှိမှာပဲဒါပေမဲ့ဒီအပြည့်အနာစာကျွန်တော်တို့ကအပြည့်သဘောနဲ့တော့မပြောနဲ့ပေါ့နော်အပြူသဘောနဲ့တော့ကျွန်တော်တို့ဟောမှာကျွန်တော်ဘယ်ချိန်ပဲခြေနေပဲရောက်ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရှင်ဟိုအစောနာကျွန်တော်ပြောသလိုပေါ့နော်လုံးဝကျွန်တော်တို့မသိတဲ့ကိစ္စတွေရှိမယ်ဒါပေမဲ့ဟိုလုံးဝထင်ပေါ်ဖြစ်နေတဲ့ကိစ္စတွေကိုတော့ရှင်းသင့်တယ်လေဒါတွေမှမရှင်းဒါတွေပြောရမှာပဲဒါစီဝေဖန်နေတာမဟုတ်ဘူးတိုက်ခိုက်နေတာမဟုတ်ဘူးဖောင်းထုနေတာလည်းမဟုတ်ဘူးတယ်မလားကိုချစ်တဲ့အစိုးရဖြစ်တဲ့အတွက် ပိုကောင်းစေခြင်း ကိုကောင်းစေခြင်းနဲ့ဟွာနဲ့ကျွန်တော်ဟွာချင်းဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒါကိုပဲကျွန်တော်တို့ကတော့သစ္စာရှိတယ်လို့ဆောနာသစ္စာနဲ့ပတ်သက်လို့ပေါ့နော်ဒီဒေါ်လာရေးဖက်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲလူဒေါ်လာရေးအဖွဲ့အစည်းပေါ်မှာကိုကသူ့ဟာအားလုံးကောင်းတယ်သွားပြောစရာမဟုတ်ဘူးပေါ့နော်ကျွန်တော်ထောက်ဖို့ဆရာရှိတာထောက်ဖို့ဗျာပြီးပြီလေထောက်ဖို့ပြင်ပြီးပြီပဲသိမလားဒါပေမဲ့သူတို့ထောက်ဖို့ပြီးမှသူတို့လောက်တာတွေမှားလာတယ်ဆိုလို့ရှိရင်တော့ကိုကထိန်းချောင်းလေပြန်ထိန်းချောင်းပေါ့နော်အဲ့လိုမျိုးလေးကိုပဲကျွန်တော်ကတော့ပိုကြိုက်တယ်မဟုတ်ဘဲနဲ့ဟိုလုံးစုံဘောမှနေလို့အဲ့စင်ပြေလေ မှန်တော့အဲ့တော့ဒီဘက်ကျွန်တော်ဒီ online ကာလာပါတော့ဒါကျွန်တော်ကဟိုခုနကကိုချင်းပြောလို့တော်တယ်မှာငငယ်ပြပြနဲ့တိုက်ခိုက်နေတဲ့ PDF တွေဟုတ်တယ်လေးစားတယ်နော်သူတို့မရှိလို့လည်းမရအဲ့လိုပဲသူတို့မရှိအရှိမတိုက်နေတော့မှာကြည်စမ်းမရှိရင်ဘယ်သူတွေထောက်ဖို့လဲဘယ်သူတွေပေးမလဲကျွန်တော်မှလက်နက်ဆက်ကိုဖင်ကူးထိုင်တာဟုတ်တယ်နော်နိုင်ငံတရားသာတော့ဖင်ကူးထိုင်ထားတဲ့တက်တယ်မဟုတ်ဘူးနောက်ကပြည်သူရှိမယ်တော်လည်းမှာဒီနှစ်ဖွဲ့လုံးကဒါကြောချင်းကနော်ရင်ချင်းအပ်နေမှာပဲဒါအရှိကိုကျွန်တော်ဖြောင်းဖြောင်းတန်တန်နဲ့ဆက်သွားမှာဟုတ်တယ်အရှိကလူရတယ်ဟိုငါတိုက်နေရလို့ငါဆိုလက်မကြီးသွားထောင်နေလို့လည်းမရဘူးအနောက်ကထောက်ဖို့လောက်တဲ့သူကငါထောက်ဖို့နေရလို့ဒီကောင်တွေဖြစ်လာတာငါဆိုပြီးလက်မသွားထောင်တယ်မရဘူးနှစ်ယောက်လုံးကခုနပြောကြောချင်းကရင်ချင်းအပ်ပြီးအပြန်အလှန်လေးစားတမှုနဲ့ရှေ့ကိုလက်တွဲညီနဲ့ဆက်သွားမှာပဲဒါကျွန်တော်လိုချင်တဲ့ factory နိုင်ငံတော့နော် factory democracy ကိုကျွန်တော်အပြီးတက်ရမှာပဲဖြစ်တယ်ဟုတ်တယ်နောက်တစ်ခုကဟိုဘယ်လိုပြောမလဲတော်တော်လဲအဆက်အေးမို့လေဒီတော့အဆက်ကင်းမဲ့လို့ပဲဟိုသူအဲ့လိုမျိုးတွေလုပ်နေတာဆိုတော့ तू ကဗာလဲ KIA ကိုသွားပြီးမှငိမ့်ချမ်းရေးလို့ဒီကောင်လေးတကယ်သလားကျွန်တော်စဉ်းစားကျွန်တော်သာဆိုလို့ရှိရင်ဗျာကျွန်တော်မပြကျွန်တော်မသားဘာဖြစ်လဲဆိုတော့သူနဲ့ကျွန်တော်သွားမနိုင်မတန်ဘူးလုံးဝမတန်ဘူးဆိုတော့အဲ့ဒီကောင်ရှုံးလာတော့သလားစပွဲဝိုင်းနေသလားဟုတ်ကဲ့ဆိုတော့ရီရတယ်ဆိုတော့အမှဘူချုပ်ကွမ်မော်ကတော့ပြောလိုက်တယ်ပေါ့နော်ဟိုဒီလိုမျိုးတွေးမယ်ဆိုရင် NUG တို့ပြီးလို့ရှိရင်တခြားကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေအားလုံးပါနိုင်မှပြောမယ်ဆိုမှသူပြန်ပြောတယ်ပေါ့နော်ဆိုတော့စဉ်းစားတာဒီကောင်အမှပေါ့လေဟိုကျွန်တော်နည်းနည်းထပ်ပြီးမှပေါ့နော်ကျွန်တော်အမြင်လေးကျွန်တော်အရင်ဆွေးနွေးကြည့်မယ်ပေါ့ဟိုဒီကောင်ကကျွန်တော်တို့မမွေးခင်ကလေးကနေတိုက်လိုက်ငင်းချမ်းရေးယူလိုက်တိုက်လိုက်ငင်းချမ်းရေးပြန်ယူလိုက်အပြစ်ခတ်ရဆဲလိုက်ပြန်တိုက်လိုက်သလားဒီကောင်ပန်းလာပြီဆိုလို့ရှိရင်ပြန်သွားနားလိုက်အေးဝါပြီသလားပိုက်ဖောင်းလာပြီဆိုရင်ပြန်ထားတိုက်လိုက်ဆိုတော့ကစားနေတာမှမဟုတ်တာဗျာသိမလားကစားနေတာမှမဟုတ်တာဆိုတော့ဒီလိုမျိုးကြီးတော့အခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီတော့ဒေါ်လာရေးဖွဲ့တွေတော့ဒီလိုမျိုးကြီးမလုပ်ဖို့တော့ကိုကတော့ညောင်းလင်းနေပေါ့နော်သို့သောဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုတစ်ခေါက်ကလည်းကျွန်တော်ပြောဖူးပါတယ်ကျွန်တော်စပွဲဝိုင်းပေါ်မှာတော့အရောက်မခံနိုင်ဘူးလို့ဒါကျွန်တော်ရဲ့ personal ခံစားချက်ကိုပြောတာပါတကယ်နိုင်ငံရေးသမားတွေတကယ်ဟိုပိုချုပ်ကွမ်မော်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ပိုချုပ်ထမ်းမြန်းနိုင်တို့သမလားသူတို့ရဲဟွာတော့သူကတော့ဟွာလေလင်းတော့ဆိုတော့သူတို့ကစပွဲဝိုင်းပေါ်ရောက်သွားတဲ့အချိန်တည်းဘာအကြောင်းရောက်တယ်ဆိုတဲ့ဟာတော့ရှိမှာပဲလေเนาะဒါပေမဲ့ကျွန်တော်ကတော့ပြည်သူတယောက်အနေနဲ့ကတော့စပွဲဝိုင်းပေါ်မသွားစေချင်တော့ဒါပေမဲ့မသွားလို့လည်းရမှာတော့မဟုတ်ပါဘာဖြစ်လို့လဲဆိုတော့
ဥပမာလေးပြလည်းရှိတာเนาะရှေ့ပိုင်းမှာဆိုတော့ဒီကောင်အရှုံးခံမှာပဲရမှာလားစပွဲဝိုင်းပေါ်ကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်လည်းမင်းအောင်ထိုင်ပေါင်းပါရဆေးရော်ကြီးကျွန်တော်တို့ပေးရမယ်ကျွန်တော်တော့အဲ့လိုပဲဟိုပါလေဒါသည်နိုင်ငံရေးရမှားရင်လည်းကျွန်တော်ကြည့်မဆိုင်ဘူးဒါကျွန်တော်ရဲ့တဦးထဲမြင် တူးထဲအမြင်ကိုပြောတာเนาะကျွန်တော်တူးထဲအမြင်တော့စာအုပ်တွေနဲ့စာအုပ်မှာရှိတဲ့ပေတံတွေနဲ့တိုင်းလို့မရဘူး ကိုယ်ရင်သွင်းခံစား ပြီးလို့ရှိရင်ဘူကြီးရဲ့ပေတံတွေလည်းကျွန်တော်လာမတိုင်းနဲ့ဟုတ်မလားကျွန်တော်ရဲ့ခံစားချက်တက်တက်ကိုပြောတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကြောင့်တတိုင်းပြည်လုံးစစ်စစ်ညက်ညက်ကြည်နေပြီလေဟုတ်တယ်မလားဟုတ်တယ်အဲ့ဒါကိုတော့သူတို့လည်းအားလုံးအမြင့်ပြအောင်တိုက်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတာလည်းနားလေဘာဖြစ်လဲဆိုတော့သူကလာတိုင်းပါစာတွေကတမလားဝင်နေတာကိုစုနေတာကိုဝင်နေတယ်ဆိုတာတဲ့သူကဆွဲနေတာကိုဆိုတော့အဲ့ပေါ်မှာဘူကြီးอ่ะဒီစပွဲဝိုင်းကိစ္စနဲ့ပေါ့နော်စပွဲဝိုင်းကိစ္စကကျွန်တော်ပြောလို့ပဲဟိုဗကြိုကြီးကမောတော့သဘောကျတယ်နော်ကျွန်တော်သဘောကျဘာလို့သဘောကျဆိုသူတပီးနေတဲ့တော့ပဲသူဟုတ်ပြီရရင်ငါတို့တပီးနေစကားပြောမယ်ဆိုလို့လုံးလေကျွန်တော်တော်လိုင်းပတ်ချမ်းမှာဟိုဘယ်လိုပြောလဲဟိုအားလျှော့သွားပြန်ပြီပေါ့ဗျာဒါပေမဲ့အဲ့လိုအဖြစ်မခံဘူးဗကြိုကြီးကမောဟုတ်ပြီကျန်တဲ့တော်လိုင်းမှာပါရင်အင်အားစုတွေပါမှသာလဲစကားပြောမယ်မပါရင်တော့စက်တိုင်ပါပဲမပါရင်တော့စက်တိုင်ပါပဲအန်ယူဂျီလည်းပါမှဒါပေါ့အကုန်ပါမှပဲရမယ်ဆိုတော့မင်းအလိုက်ကြတယ်သူကအာနာကိုရသေးတော့သူကဟိုနေပြီးတော့တမတဲ့ကြိုင်တော့သူကနေပြီးတော့ဟိုဘယ်လိုရမလဲပြည်မာကြီးဆိုပြီးတော့သူကပြည်မာကြီးရဲ့အာနာပေါ့ဗျာပြည်မာကြီးအာနာကျန်တဲ့ပြည်နယ်လေးတွေကိုတက်ရောက်စေရမယ်သူတကူတွေကသူကစုပ်ကင်ထားနေအောင်ပါပဲတော့ဒါဗိုလ်ချုပ်ကြီးကမှလောက်သွားတဲ့ဟာအင်မတန်အားရတယ်ဗိုလ်ချုပ်ကြီးကိုလည်းဒါတကယ်လည်းကျေးဇူးတင်တယ်ပေါ့ဗျာကျေးဇူးတင်ဟုတ်တယ်အဲ့တော့ဟိုတပီးနဲ့ပဲကောင်းစားရေးကို तू မလုပ်ပါဘူးနော်ကျန်တဲ့ သူပြောတာတော့မြန်မာပြည်ထက်ပိုင်းကိုရင်ဆုံးထိန်ချုပ်လို့ရအောင်လုပ်မယ်ပြီးကြလို့ရှင်တော့ဒီတနိုင်ငံလုံးကိုစီးဆင်းမယ်ပေါ့နော်အဲ့လိုတော့ပြောတာတော့အဲ့ဒါဟိုခေါင်းဒါမင်းလိုက်ဖိတ်တဲ့ဟာမတက်တဲ့တော့ဒါတကယ်ကျေးဇူးတင်တယ်ပေါ့နော်ဟုတ်တယ်ဟုတ်လိုမျိုးပြက်ပြောလာတရုတ်ကိုလို့ပြောလာအဲ့လည်းကြိုက်ပဲဟုတ်ဒါပညာရှိနေနဲ့ကျွန်တော်ဒီတိုင်းဟိုလူတော်မှဥမာဗျာကျွန်တော်နဲ့ဘူပုံတိုင်းနဲ့ပြောဥမာအသက်ရရဆိုရင်ကျွန်တော်ဘူကြည့်တော့ကျွန်တော်နည်းနည်းဘူမှရင်ကြီးရမှာလေသက်မလားဒါပေမဲ့ကျွန်တော်ဘူရိုင်းနေတယ်ရိုင်းတော့ဆိုတော့အဲ့လိုပေါ့ဟိုကျွန်တော်တို့ကじゃအဲ့လိုမျိုးသလားဟုတ်မင်းမပါနဲ့ဟုတ်မင်းညင်မင်းစောကြောင်းမဟုတ်ဘူးဟုတ်ဟာမင်းတို့နိုင်မလားနိုင်မနိုင်ဘူးလားလေလာမမေးနဲ့မင်းရေးကိစ္စမဟုတ်ဘူးငါတို့ညီကိုတွေကိစ္စဟာသက်မလားဟုတ်အဲ့လိုမျိုးဆိုတော့အဲ့လိုပေါ့တရုတ်ကလည်းဟိုဖင်ရှိတယ်ဗျာဟုတ်မှန်လားတော်ဒါသူ့အကျိုးစီးပွားအတွက်ကိုဆိုတော့ကျွန်တော်တို့ကတနာဆရာကောင်းတာတော့မင်းအောင်ထိုင်ပါဒီကောင်ငငယ်ကလေးကလေဒီကောင်ဘာလဲပူလီယိုကာကွယ်ဆေးတို့ပြီးလို့ရှင်အိုင်အိုတင်စားတွေလည်းကောင်းကောင်းမစားခဲ့ရအောင်ထင်တယ်သလားဆိုတော့အဲ့ဒါကိုဟိုကျွန်တော်တော့အဲ့လိုလေးပေါ့နော်သူ့ရဲ့ဘဝလေးကိုအရန်သနာတယ်သလားကြက်မပြေလားဟုတ်အေးကြက်မပြေတာဟိုအုံနောက်တော်မှကျွန်တော်ထင်တယ်ဟိုအုံနောက်တော်မရှိဘူးထင်တယ်သလားသူခေါင်းခွင်ကြီးပဲရှိတယ်လို့ကျွန်တော်တော့ဖြည်းဖြည်းမြင်လာတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကဆွေးနွေးတာကတော့တော်တော်လေးကြာသွားပြီထင်တယ်တော့ဒါပိုး channel ဘယ်သူမှတခါလာတဲ့ဒီ channel တခါလာတဲ့ဒီ channel ကြီးနဲ့ဘယ်သူမှမကြည့်တော့ဖြစ်သွားမှာမဖြစ်ပါဒါကျွန်တော်ရဲ့ဟိုကျွန်တော်ခံစားလို့လဲဒါကျွန်တော်မိဘပြည်သူတွေခံစားမဲ့လို့လဲထင်တယ်ဗျယုံကြည်ပဲလေဟုတ်ဒါကျွန်တော်ရဲ့အစိုးရကိုကျွန်တော်မှမပြောရင်ဘယ်သူကပြောမလဲဟုတ်ကျွန်တော်တို့ကအနာကကြတော့လေရှိပြန်ဗျကျွန်တော်တို့ကလေဥမာကိုဆိုးရကူပြောမယ်မင်းလာမပြောနဲ့ဒါပဲမင်းတို့လာမပြောနဲ့မင်းတို့စော်ချောင်းမဟုတ်ဘူးအဲ့ဒါကိုပဲပြောချင်တာဟုတ်မလားဟုတ်တယ်အဲ့ဒါကိုပဲပြောချင်တာကျွန်တော်သူများလာပြောတာမကြိုက်ဘူးကိုတိုင်ပြောရင်ပြောမယ်ဗျာသူများလာမပြောအခုမင်းတို့ဘောမှာဖက်ကောက်ကောင်းပါတီတွေတက်ပါတီတွေကျွန်တော်ကအားလည်းနားလည်းမလဲဘူးဟုတ်တယ်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ခံထားတဲ့ဟာကျွန်တော်လူပဲကျွန်တော်ကကောင်းတာမြင်ချင်ကောင်းတာမြင်တယ်မင်းတို့ဘောမှာတွေနဲ့မတန်ဘူးငါတို့ဒီဖက်ကမင်းတို့လာမပြောနဲ့ဟုတ်မလားမင်းတို့ရဲ့ကောင်းမရှိတဲ့ဂျပူပဲမင်းတို့တော်လေပြောရလားကျွန်တော်လို့လက်အိုးဒါပဲအဲ့ဒါပဲနောက်နေ့ဟိုမှာ
နေထွက်တာတော့မမြင်အားဖြစ်သွားမှာသိမလားဆိုတော့ကိုကတော့အဲ့လိုပဲသူများပြောတာမကြိုက်ဘူး မကြိုက်ဘူး အဲ့တော့ကိုဟာနဲ့ကိုပြောမယ်ဆိုတာထိန်းချောင်းမယ်ထိန်းချောင်းဖို့ပေါ့နော်ဆိုတော့ကျွန်တော်တို့အစင်းကတော့ထိန်းချောင်းနိုင်မဲ့အစင်းတော့မရှိပါဘူးဒါပေမဲ့ဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်လည်းပြည်သူထက်ပြည်သူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်အတန်ထွက်တာလေဒါပဲလေ ဒါပေါ့ သိမလားဒါပဲဒါသူတို့နားထဲပေါက်သွားလို့သူတို့ပေးနာအရှုပ်ထုတ်ကြီးသူတို့မြန်ရှင်းနိုင်လို့ရှင်းလေပြည်သူပြောတာပေါ့ ဒါပေါ့ဒါပေါ့ ဒါလေးပါပဲ ဟုတ်အဲ့တော့ကျွန်တော်ရဲ့စကားဝိုင်းရနည်းနည်းကြာတော့ပြီဆိုတော့ကျွန်တော်ရဲ့စကားဝိုင်းကိုဒီမှာပဲရုပ်သိမ်းလိုက်အောင်ကိုစလိုက်ရေနော်အဲ့တော့ ရုပ်သိမ်းမှလားအဆုံးသတ်မှလား ကျွန်တော်ရဲ့စကားဝိုင်းလေးဒီမှာပဲအဆုံးသတ်လိုက်ရအောင် အော်ဟုတ်ကဲ့ ကိုချင်းကြီး ဟုတ်ကဲ့ပါပူကြီးဟုတ် ဒါကျွန်တော်ရဲ့မိဘပြည်သူတွေကလည်းဒါမိမိရဲ့အမြင်တွေကိုဒီ post အောက်မှာနော်ဒီ post အောက်မှာစိတ်ကြိုက်နော် comment လေးရေးပေးသွားကြပါဦးခင်ဗျာ ကျွန်တော်တော့မဆဲရပါနဲ့ဗျာကျွန်တော်ဆဲတာပဲကြိုက်သူများကျွန်တော်ဆဲမကြိုက်ဘူး အဲ့ဒါကျွန်တော်တို့ရဲ့ပြည်တွင်းနေပြည်ပပဲနေကျွန်တော်တို့ရဲ့တော်လန်မိဘပြည်သူတွေရတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြေဆုံးကြပါစေလို့ကျွန်တော်တို့ CDM မှာမိသားစု channel မှာဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာ အဲ့ဒါနဲ့ဟိုလေဟိုကျွန်တော်ဟို CDM လားဆိုမှမေးကြတဲ့ comment လေးကျွန်တော်တွေ့လိုက်တယ်ကျွန်တော် CDM မဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီ activist တယောက်ပါ ဟုတ်အဲ့ဒါလေ CDM ပဲကျွန်တော်ရှင်းပြပါ အေးဘောဘူကြီးရဲ့အတိတ်ပဲဖွင့်ဆိုမှုမှာဆိုလို့ရှိရင်တော့ CDM ပြောပြီးပါစက်ကောင်စီကိုအကြမ်းမဖက်ပဲအာနာဖီဇန်နဲ့သူမှမြ CDM ပဲ CDM ပဲ ဒါအပြတ်ဆုံးပဲအရှင်းဆုံးပဲ ပြီးပြီအဲ့လားပဲ ဟုတ်အဲ့တော့အားလုံးပဲ မပြောတော့ဒီပြီးပြီဆိုတဲ့ day